ဒီနေ့သားရတယ်နော် ဟုတ်တယ်ဒီနေ့သားရတယ်ငါအရန်ပျော်တာပဲ โอเคအခုလို AI ဗီဒီယိုတွေမှာနောက်ခံမြန်မာစကားပြောမြန်မာအတန်ဖြစ်အောင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ Google နဲ့ Ensure ဆိုတဲ့ software ကိုကျွန်တော်သုံးပါမယ်ပထမဦးဆုံး Google ထဲကိုဝင်မယ်ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ Google ထဲမှာ Google AI Studio ဆိုပြီးတော့ရိုက်ရှာမယ် Google AI Studio ထဲကိုဝင်မယ်ဝင်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒါကျွန်တော်ဖွင့်ထားတာမဟုတ်လို့ပေါ့နော်ပထမဦးဆုံးအသုံးပြုမဲ့သူတွေကဒီလိုစာမျက်နှာကိုရင်ပေါ်ပါတယ်ဒီလိုစာမျက်နှာပေါ်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင် menu လေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ playground ကိုရွေးမယ်ဒီ playground เนาะဒီ playground ကိုရွေးမယ်ရွေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒါမျိုးလေးပေါ်မယ်ပေါ်လို့ရှိရင်ကျွန်တော်တို့ agent နဲ့ model နဲ့ဆိုပြီးတော့ကျွန်တော်တို့ရွေးရမယ်ကျွန်တော်တို့က model ဘက်ကိုရွေးရမယ်ရွေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ speech and music ဆိုတဲ့ဥစ္စာကိုထပ်ရွေးရမယ်ရွေးပြီးတော့ရင်ကျွန်တော်တို့ဒီဒုတိယမြောက်ဥစ္စာပေါ့နော်ဒီဥစ္စာလေးGemini ဥစ္စာဒုတိယမြောက်ဥစ္စာကိုရွေးမယ်ရွေးပြီးတော့လို့ရှိရင်ကျွန်တော်ဒီဥစ္စာလေးကကျတော့ voice ဘယ်လိုပုံစံနဲ့ထုတ်မှလဲဆိုတာကိုသူရွေးချက်ခိုင်းတာပေါ့ကျွန်တော်ကတော့ AD voice over နဲ့ထုတ်မှမလို့ဒါကိုရွေးတယ်ရွေးပြီးတော့ရင်ဒီဥစ္စာမလိုတဲ့ဥစ္စာတွေကိုကျွန်တော်တို့ကအကုန် select all လုပ်ပြီးတော့ delete လုပ်လိုက်တယ်ပေါ့နော်ဖြတ်လိုက်တယ်ဖြတ်ပြီးတော့လို့ရင်ဒီမှာspeaker 1ပေါ့ဒါတယောက်တည်းစကားပြောတဲ့အတန်ပေါ့နော်တကယ်လို့နှစ်ယောက်ပြောမယ်ဆိုရင်အောက်မှာ add speech block ဆိုတဲ့ဥစ္စာနဲ့ထပ်ပေါင်းမယ်ပေါ့နော်အခုကျွန်တော်ကတယောက်တည်းစကားပြောတဲ့ဥစ္စာကျွန်တော်မနေ့ကဖန်တီးထားတဲ့ဥစ္စာကကျတော့ယောက်ျားလေးနဲ့မိန်းကလေးစပိန်တူစီနေတဲ့ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဗီဒီယိုမှာထည့်မဲ့အတန်ကျွန်တော်ယောက်ျားလေးတန်မှာဒီလိုလေးရေးလိုက်ပါမယ်ဒီနေ့သားရတယ်နော်ဒါပြီးတော့လို့ရှိရင်ကျွန်တော်မိန်းကလေးအတန်မိန်းကလေးပဲနေရာမှာအတန်ထဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော် SP block ကိုနှိပ်တယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာဒါယောက်ျားလေးတန် speaker 1နဲ့ speaker 2နှစ်ယောက်ဖြစ်သွားပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအတန်ရွေးမယ်ပထမယောက်ျားလေးတန်ဆိုတော့ကျွန်တော်တို့ main လေးတန်ကိုကျွန်တော်တို့ကရွေးရမယ်ဆိုတော့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာအတန်လေးကျွန်တော်တို့လိုက်ဆန်ရွေးလို့ရတယ်ရွေးလို့ရတယ် What idea do you want to bring to life? What kind of problem could we solve? ဒီတန်ကိုဆင်ပြေလို့ကျွန်တော်ဒီတန်ကိုရွေးလိုက်တယ်ရွှေ့ပြီးတော့ကျွန်တော်ဒီမှာ cross လေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာသူ့ရဲ့ model နာမည်ပေါ့နော်စကားပြောတဲ့ model နာမည်ပြောင်းသွားပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ make လေးဘက်ကနေပြီးတော့ဗာပြန်ပြောမလဲဆိုတော့စာရေးမယ်ဟုတ်တယ်ဒီနေ့သားရတယ်ငါအရန်ပြောတာပဲရေးလိုက်တယ်ရေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ကသူ့မှာ run လုပ်လိုက်မယ်ပေါ့နော် run နှိပ်လိုက်လို့ရှိရင်သူအဲ့မှာ loading လုပ်နေပြီ ဒီနေ့သားရတယ်နော် ဟုတ်တယ်ဒီနေ့သားရတယ်ငါအကန်းပျော်တာပဲ Okay ကျွန်တော်တို့ကဒါဆို slow မှသွားလို့နော်အရင်ပြောတာပဲ နော် ဟုတ်တယ်ဒီနေ့သားရတယ်ငါအရန်ပျော်တာပဲ ရပြီဒါဆိုလို့ရင်ကျွန်တော်တို့ဒါကို download လုပ်မယ်ဆိုရင်အညားလေးကိုနှိပ်မယ် download လုပ်မယ်ရောက်နေပြီနော်ကျွန်တော် download လုပ်ပြီးပါပြီ file နဲ့ကိုဝင်ကြည့်မယ် file နဲ့ကိုဝင်ကြည့်တဲ့ဥစ္စာဒီမှာရောက်နေပြီရောက်နေတဲ့ဥစ္စာကိုကျွန်တော်တို့ကနားထောင်ကြည့်မယ်ပေါ့နော် ဒီနေ့သားရတယ်နော် ဟုတ်တယ်ဒီနေ့သားရတယ်ငါအရန်ပျော်တာပဲ Okay ဒါဆိုလို့ရှိရင်အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့က InShot ကိုဝင်မယ် video ကိုဝင်မယ် new ကိုနှိပ်မယ်ပြီးရင်ကျွန်တော်တို့ edit လုပ်မယ် video ကိုရွေးမယ်ပေါ့နော် AI video နဲ့ကျွန်တော်တို့ဒီမြန်မာအတန်နဲ့ကိုကျွန်တော်တို့လာပြီးတော့ InShot မှာလာပြီးပေါင်းတာဖြစ်ပါတယ် AI video ကိုရွေးတယ် Isn't this beautiful? ဝေဒါဆိုလို့ရှိရင်အင်္ဂလိပ်တန်ဖြစ်နေတယ်အဲဒီကောင်ကိုကျွန်တော်တို့ကအတန်ကိုဖြောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ volume ဆိုတာရှိတယ် volume ကိုနှိပ်မယ် volume ကိုနှိပ်ပြီးသားလို့ရှိရင်အတန်အကုန်လုံးကိုကျွန်တော်က original အတန်ကိုအကုန် short ချပေးမယ် short ပြီးရင် magic လေးနှိပ်မယ်နှိပ်ပြီးသားပြန်နှားထောင်ကြည့်မယ်နော် Okay ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကGoogle AI မှာအတန်ထုတ်ထားတဲ့ဥစ္စာကိုကျွန်တော်တို့ကဒီမှာလာပေါင်းပါမယ် studio နှိပ်မယ်အဲ့မှာ my music ကိုနှိပ်မယ် ဒီနေ့သားရတယ်နော် ဟုတ်တယ် Okay ဒီတန်ရပြီထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အပေါင်းလေးကိုနှိပ်တယ်နှိပ်ပြီးတော့ရင်ဒီမှာ
လာထည့်တယ်ပေါ့နော်ဒီမှာသူယောက်ျားလေးစကားပြောတဲ့နေရာနဲ့မိန်းကလေးစကားပြောတဲ့နေရာနဲ့အနေအထားလေးကိုကြည့်ပြီးတော့ကိုယ့်ဘာကို ရတယ်နော် ဖြတ်ပြီးတော့အဲ့လိုမျိုးလိုအပ်တဲ့နေရာလေးတွေမှာထည့်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ရွှေ့တာပဲဖြစ်ဖြစ်ကျွန်တော်တို့တခြားလုံးမပြတော့ဘူးဒါအတန်းလာပြီးပေါင်းဆက်တာကိုကျွန်တော်ပြပေးတာဖြစ်တာဒါကြောင့်မလို့တခြားတော့ချိန်မပြတော့ဘူးဒါကိုယ့်ဘာကိုအဆင်ပြေတယ်လို့မျိုးအဲ့လိုမျိုးဖြတ်တာတို့ရွှေ့တာတို့အဲ့လိုမျိုးလေးနေရာကြအောင်လို့ချိန်လို့ရပါတယ် ဒီနေ့ตายရတယ်နော် ဟုတ်တယ်ဒီနေ့ตายရတယ်ငါအရန်ပျော်တာပဲ အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအမှန်ကြီးကလေးကိုနှိပ်မယ်နော်အမှန်ကြီးကလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒါကိုဒီ ဒီနေ့ตายရတယ်နော် ပေါင်းဆက်ထားတဲ့ဥစ္စာလေးပေါ့နော် AI video နဲ့ ပျော်တာပဲ မြန်မာတန်နဲ့အဆင်ပြေပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ export ထုတ်လိုက်မယ်နော် export နှိပ်မယ်ဒါဆိုလို့ရှိရင် export လုပ်နေပါပြီကဲရပြီနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ gallery ကိုဝင်ကြည့်မယ်ဒီဗီဒီယိုရောက်မရောက်ကို ဒီနေ့ตายရတယ်နော် ဟုတ်တယ်ဒီနေ့ตายရတယ်ငါအရန်ပျော်တာပဲ creator ဆိုလို့ရှိရင်ဗီဒီယိုရောက်ပါပြီเนาะဒါကကျွန်တော်တို့ AI ပထမဗီဒီယိုမှာကျွန်တော် AI ဗီဒီယိုလေးတွေလုပ်တဲ့ဗီဒီယိုပြပေးထားပါတယ်အခုဗီဒီယို AI ဗီဒီယိုလေးတွေမှာမြန်မာအတန်းထည့်တဲ့နည်းကိုပြပေးတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်း AI နဲ့ပတ်သက်တဲ့အကြောင်းတွေ application အကြောင်းတွေကျွန်တော်ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ